project တစ်ခုကိုကျွန်တော်တို့လုပ်တော့မယ်ပေါ့နော်ဥပမာ save project တစ်ခုပေါ့ကျွန်တော်ကမြို့နယ်တစ်မြို့နယ်ကိုကျွန်တော်ရဲ့ပစ္စည်းအယောင်တက်အောင်ဘယ်လိုလုပ်မလဲလို့စဉ်းစားလိုက်တဲ့အချိန်မှာကြီးကြီးကျယ်ကျယ်ရှိတယ်အတွေးခေါ်ယူစားတဲ့အမျိုးစုံရှိလိမ့်မယ်နော်အဲ့တော့အခြေခံကြတဲ့အချက်ကလေးကိုကျွန်တော်စဉ်းစားပါမယ်ကျွန်တော်တို့ sales project လုပ်မဲ့မြို့နယ်ရဲ့ population ကိုသိရပါမယ်ပြီးသွားရင်လူဒန်းစားအချိုးအစားကိုကြွယ်ဝချမ်းသာမှုအချိုးအစားကိုသိရပါသူတို့ရဲ့ business ကိုနားလည်ရပါမယ်ပြီးရင်အဲ့ဒီမြို့နယ်ရဲ့ geographic ကိုနားလည်ရပါအဲ့ဒါတွေသိပြီးတော့မှအဲ့ဒီဈေးကွက်ထဲမှာရှိနေတဲ့ကို product ရဲ့အနေအထားကိုပြန်လည်သိအောင်ကြိုးစားရပါမယ်အဲ့ဒီမြို့နယ်မှာရှိတဲ့ကိုယ့်ရဲ့ပြိုင်ဘက်တွေကိုသိအောင်ကျွန်တော်လုပ်ပါအဲ့ဒီပုံမှာအခြေခံပြီးတော့ကျွန်တော်တို့ကကျွန်တော်ပစ္စည်းတွေဘယ်လိုရောင်းမှလဲဘယ်လိုရောင်းမှလဲဘယ်လိုတွေလုပ်ကြမှလဲဆိုတော့ target တွေခွဲပြီးတော့ဘယ်လူဒန်းစားအတွက်ဘယ်လို promotion ဘယ်အလော်အတွက်ဘယ်လို promotion ဘယ်အလော်အတွက်ဘယ်လိုလုပ်မယ်ဆိုတဲ့ကျွန်တော် plan တွေဆွဲရပါမယ်ပြီးသွားရင်အဲ့ဒါတွေအားလုံးအတွက် budget တွေရပါမယ်ဒီ promotion ကိုဒီလောက်လုပ်လိုက်လို့ကျွန်တော်ဘယ်လောက်ပြန်ရမလဲအခုရမလားနောက်လာရမလားမဟုတ်ဆိုရင်တတိယလမှာရမှာလားအဲ့ဒါတွေရပြီးသွားလို့ရှိရင်ရသွားတဲ့တိုင်းကော service ကဘယ်လိုပြီးမှလဲတေချာတာတခုကတော့ကိုကုံသွားတာနဲ့အညီကျွန်တော်တို့ရဲ့ sales revenue ပြန်ရဖို့လေလိုပါတယ်အဲ့တော့ကျွန်တော်တို့အဲ့အတွက်စနစ်တွေဘယ်လိုပဲချ plan တွေဘယ်လိုပဲချအဲ့ဒီချထားတဲ့ plan တွေကို action ဖြစ်ဖို့အတွက်လိုပါတယ် marketing ကိုလုပ်ဖို့လိုပါတယ်ကြိုက်တဲ့လောက်စနစ်ချ TikTok ကိုဘာနဲ့ရိုက်မလဲ content ဘယ်သူရေးမလဲဘယ်သူသရုပ်ဆောင်ပါလဲဘယ် product တွေကိုလုပ်ကြပါလဲအဲ့ဒီလိုပဲအဲ့ဒီနေမျိုးကိုဘယ်သူတွေဈေးသွားရောက်ပါလဲဘယ်သူတွေငွေကောက်ပါလဲဘယ်သူတွေက customer service လုပ်ပါလဲကိုယ့်ရဲ့နိုင်ငံရဲ့အခြေအနေနဲ့လက်ရှိခင်းချင်းလဲကိုယ်တိုင်သိဆုံးပါပဲအဲ့ဒီကိုလုံးမဲ့နေမြေရဲ့အခြေအနေတွေအကြောင်းအရာတွေအကုန်သိတယ်လို့ကိုကုမ္ပဏီရဲ့အခြေအနေအကြောင်းအရာတွေနဲ့ကိုယ့်ရဲ့ plan ကိုသိနေဖို့လိုပါတယ်အဲ့ဒါပြီးပြီဆိုမှအဲ့ဒါတွေ action ကို calendar ထဲထည့်ပြီးတော့ design မတ်တည်တည်ချာချာလုပ်ဖို့လိုသလိုနောက်ကနေ follow up လည်းအမြဲလုပ်ဖို့လိုပါတယ်အဲ့ဒါဆိုလို့ရှိရင်တော့အခြေအနေတစ်ခုတိုင်းတာတစ်ခုအောင်မြင်သွားပါလိမ့်မယ်ကျွန်တော်ပြောတာ fundamental လူရာလေးစဉ်းစားတတ်ဖို့ပြောတာပါဒါတက်ပုံမူတဲ့အတွေးခေါ်အယူဆဆုံးဖြတ်ရမယ့်ဟာလေ့လာရမယ့် information တွေယူရမယ့်အကြောင်းအရာတွေအများကြီးရှိပါတယ်အားလုံးကျေးဇူးတင်ပါတယ် project တစ်ခုလုပ်ဖို့အတွက်တစ်ခုခုရသွားလိမ့်မယ်လို့မျှော်လင့်ပါတယ်အားလုံးကျေးဇူး